င်္ဂလာပါဒါတော့ကျွန်တော်တို့ရိုက်ကူးရေးနဲ့ပန်းလောင်မြစ်ကိုရေတကုံမသွားတဲ့ခီးစဉ်မှာတန်းလေးဖြစ်ပါတယ်ကျောင်းနာမည်နေရထက်ပါမနေ့စားတဲ့ချိန်တော့ကျွန်တော်တခြားလူတွေမရိုက်တော့ဘူးဗျကွန်ကိုပဲရေးလိုက်တော့တယ်ဘာလို့ကိုယ်အရန်ချောနေလို့လေတစ်ဖွဲ့လုံးမှာကိုယ်အချိုးဆုံးဖြစ်နေတော့ဗီဒီယိုကရိုက်ပြီးမိလို့မရှိဘူးကွန်ကိုရေးရတယ်ဆိုတော့ကိုယ်ပဲနေရေးလိုက်ရှေ့ကင်မရာနဲ့ရေးလိုက်လက်ရထောင်ရေးလိုက်နေပေါ့ဗျာရုပ်ရှစ်ခန့်နဲ့တယောက်တည်းအဲ့တော့တိတ်တော့ဆင်ပြေဘူးဗျဗီဒီယိုကလေဒီကွန်ကိုအတရားမျိုးပေါ့အားကြောင့်လို့သူများတို့ဘရောရေးလုပ်ချင်တယ်ဒါပေမဲ့တိုးပေမဲ့တော့သူများတို့လည်းမလုပ်တော့ဘူးအဲ့တော့အမားတွေပါရင်နည်းနည်းတီးခံပြီးကြည့်ပေးပါအောင်လို့အဖြစ်လဲဆိုတော့ဒီဗီဒီယိုလေးကကျွန်တော်တို့ရိုက်ကူးရေးနဲ့သွားတာဖြစ်ပါတယ်လေစားတတ်သောရန်သူဆိုတဲ့ဇာတ်ကားလေးပေါ့အစ္စလမ်ဇာတ်ကားတွေဘလို့ကြိုးစားသွားခဲ့ရဆိုတော့ကျွန်တော်ဖွဲ့တယ်ပေါ့နော်တကယ်တဘာဝလာရှုပ်ပြီးနေရအောင်ကြည့်သွားတယ်ဒါတော့ကျွန်တော်တို့အားပြီးရွာခန်းကြီးလို့ခေါ်တယ်ရွာခန်းကြီးကလာပေါ့အားပြီးကြတယ်ပြီးတော့ကျွန်တော်လေစိတ်ကိုရအောင်သွားတယ်လေစိတ်ကနေတစ်ဆင့်မှကျွန်တော်ရိုက်ကူးရေးစတင်ပြီးသွားတယ်ကျွန်တော်ရောက်နေရမှာခုံးနေတို့စပီဆွဲရိုက်တဲ့ကျင်းရှိတယ်ဖြစ်ချင်တာတော့ဘရော့ကာဖြစ်ချင်တယ်ဒါပေမဲ့ကွန်နက်မီးတဲ့ဘူးဘရော့မရိုက်တဲ့ဘူးအဲ့လိုခက်ခဲနေရအခုမှစားလေလာနေရကျွန်တော်တို့ဖွဲ့ဖြစ်ပါတယ်ဘယ်သူတွေပါလဲဒီထဲမှာခင်ဗျားတို့တည့်လူတယောက်တော့ပါတယ်နော်တခြားကြည့်ရင်တော့သိမှာပါဒါတော့စစ်လီမစီရင်စောင့်နေရပါကျွန်တော်တို့စစ်လီနဲ့ခုတော့ကျွန်တော်စစ်လီပေါ်ရောက်သွားပြီရောက်ပြီးတော့ကျွန်တော်ဖွဲ့နေခီးစားဆွဲပြီးဒါပထမပိုင်းမရှိတဲ့ဒီဗီဒီယိုကလေဒုတိယပိုင်းသဘောလာအောင်မရှိမှဆိုတော့ပထမပိုင်းဒုတိယပိုင်းခွဲရဲလိုက်တာဒုတိယပိုင်းမှာပိုလို့ရှူခင်းလာတယ်ပါမယ်ဒီဗီဒီယိုမှာတိတ်မပါဘူးဒါတော့ intro အစပြလိုက်တာပေါ့နော်ကျွန်တော်တို့မှာဆင်းနေစီးရရတယ်တဲ့ဆင်းနေလည်းရှိတယ်ဆင်းနေက9000နဲ့တစ်ခါစီးအဲ့လိုရှိတယ်ကျွန်တော်ကြောက်လို့မစီးရဲဘူးကျွန်တော်ဖွဲ့ခဏနားတယ်ပန်းလောင်မြစ်တဲ့ကျွန်တော်ဖုန်းလေးကိုချသူများမသိအောင်ဟိုရှောင်းတီရှောက်ရရဲ့မတင်တွန်းမင်းသားပေါ့လေဟုတ်တယ်မလားစင်နာတော့ကကြည့်တယ်စင်ရတော့ဘာမလို့ကိုကကြောက်နေ